တငယ်ချင်းများအားလုံးမင်္ဂလာပါဖူ BKK channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ချင်းကန်ဇက်အရသာအတုတ်တပွဲဖြစ်တဲ့ဝတ်တာလူချင်းတုတ်လေးကျွန်တော်ဒီနေ့လာပြီးတော့တုတ်ပြတော့မှာဖြစ်ပါတယ်အရန်ကိုစားလို့ကောင်းပါတယ်နော်ဒီမှာကျွန်တော်ကြက်သွန်နီကြတော့နှလုံးကျွန်တော်ဒီနေရာမှာတုံးထားပါတယ်ကြက်သွန်နီလေးတွေကိုဒီနေရာမှာခပ်ပပလေးပေါ့နော်ဒီနေရာမှာလှီးထားပေးလိုက်ပါနှလုံးတုံးရချင်းရွေချက်ကကျွန်တော်ကြက်သွန်နီစီချက်ကျွန်တော်များများလေးစားချင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာကြက်သွန်နီကိုခပ်များများလေးကျွန်တော်တုံးထားတာပါကြက်သွန်ဖြူကတော့ကျွန်တော်ဒီမှာတစ်လုံးပဲကျွန်တော်တုံးထားပါတယ်ကြက်သွန်ဖြူလေးတွေကိုလည်းခပ်ပပလေးပေါ့နော်ဒီနေရာမှာလှီးထားပေးလိုက်ပါဒါကတော့ကြက်သွန်အနီနဲ့အပြူစီချက်တက်ရင်အတွက်ဖြစ်ပါတယ်ခရမ်းကျင်တီးတွေကြတော့ကျွန်တော်ဒီမှာ2လုံးလောက်ကျွန်တော်တုံးထားပါတယ်ခရမ်းကျင်တီး1ကီလိုကိုကျွန်တော်တို့ဒီထိုင်းမှာပေါ့နော်ဘန်ကောက်မှာဆိုလို့ရှိရင်10ဘတ်ပဲပေးရပါတယ်အခုလိုကာလမှာခရမ်းကျင်တီးအတုပ်လေးတွေပေါ့နော်ခက်မြမြလေးစားပေးခြင်းအပြင်အရန်လဲတန်ပါတယ်နော်ပြီးရင်ကော်ပီတုပ်ပါနော်ကော်ပီတုပ်လေးတွေကိုလည်းကျွန်တော်ဒီညမှာခပ်ပပလေးပေါ့နော်ဒီညမှာလှီးထားပေးလိုက်ပါကော်ပီတုပ်ကြတော့ကျွန်တော်ဒီညမှာခက်မြမြလေးစားမှဖြစ်တဲ့အတွက်ခက်မြမြလေးကျွန်တော်ထည့်ပါတယ်နော်ဒါကတော့ဝတ်တာလူချင်းလုံးပါနော်ဝတ်တာလူချင်းလုံးလေးတွေကိုကျွန်တော်ဒီမှာအကုန်လုံးကျွန်တော်တုံးထားပါတယ်အရင်ဦးဆုံးဒီမှာကျွန်တော်တို့ဒီလူချင်းလေးတွေကိုပေါ့နော်အသားလုံးလေးတွေကိုဒီမှာစီပူလေးနဲ့ပေါ့နော်အရင်ဦးဆုံးကြော်မှာဖြစ်ပါတယ်ခက်ချက်လေးပေါ့နော်ဟိုဘက်ဒီဘက်နီနီရဲရဲလေးရလာတဲ့အနေထားကြလို့ရှိရင်ဒီနေရာမှာမီးပိတ်ပြီးတော့သူ့ကိုဆယ်ထားပေးလိုက်ပါနော်စီလေးတွေဒီနေရာမှာဆက်ထားပေးလိုက်ပါဒီနေရာမှာကိုကဝတ်တာမစားဘူးဆိုလို့ရှိရင်ကြက်တာလူချင်းလုံးတယ်ငါးအသားလုံးလေးတွေပေါ့နော်ကိုကြိုက်တဲ့အဆင်ပြေတာတုံးပါနော်ဒီမှာကျွန်တော်တို့စနေမုတ်အနေငယ်ထည့်ပြီးတော့ကြက်သွန်နီကိုအရင်ဆုံးကျွန်တော်ဒီမှာကြော်ပါမယ်ကြက်သွန်နီလေးဒီနေရာမှာခက်နွမ်းလေးပေါ့နော်ဖြစ်လာပြီးဆိုတဲ့အနေထားကြရင်ကျွန်တော်ဒီမှာကြက်သွန်အဖြူထည့်ပါမယ်ကြက်သွန်အနီနဲ့ဖြူကိုဒီနေရာမှာခက်ကျွတ်လေးဖြစ်တဲ့အထိပေါ့နော်ကြော်ပေးလိုက်ပါဒီနေရာမှာဝတ်တာလုံးလေးတွေကိုကျွန်တော်ဒီမှာခပ်ပပလေးပေါ့နော်ကိုစားနိုင်တဲ့အနေထားလောက်ခပ်ပပလေးကျွန်တော်ဒီမှာလီးပါမယ်ငါအသားကြောင်းနဲ့ကြော်မယ်ဆိုလို့ရှိရင်လည်းစားလို့ကောင်းပါတယ်เนาะထည့်ပြီးတော့တုပ်မယ်ဆိုလည်းစားလို့ကောင်းပါတယ်စပြီးတော့တုပ်ဖို့အတွက်ကျွန်တော်တို့ဒီမှာတုံးမဲ့စလုံးထဲမှာဂိုဘီတုပ်ထည့်ပါမယ်ခရမ်းကျင်သီးလေးဒီမှာထည့်ပါမယ်ခရမ်းကျင်သီးနဲ့ဂိုဘီတုပ်ထည့်ပြီးဆိုရင်ဒီမှာဝတ်တာကြော်ထားတာလေးတွေပေါ့เนาะဝတ်တာလုံးကြော်ထားတာလေးတွေကိုဒီမှာထည့်ပါမယ်ပြီးရင်ကြက်သွန်နီဖြူစီချက်ပေါ့เนาะဒီမှာထည့်ပါမယ်ဒီနေရာမှာကျွန်တော်ကစီလေးအနည်းငယ်မှာထပ်ပြီးတော့ထည့်လိုက်ပါတယ်စီထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာအချိုမုတ်လေးနည်းငယ်ထည့်မယ်ပြီးရင်တကြားလေးဒီမှာအနည်းငယ်ထည့်ပါမယ်เนาะအချိုမောင်းတဲ့တကြားကျွန်တော်ဒီမှာထည့်ပြီးဆိုရင်ငံပြရည်ကျွန်တော်ဒီမှာထည့်ပါမယ်ငံပြရည်ကတော့ငါးငံပြရည်သုံးပါနော်ပြီးရင်ကျွန်တော်ဒီမှာပဲအကြက်မုတ်ထည့်ပါမယ်တကယ်လို့ကိုကပဲအကြက်မုတ်မကြိုက်ဘူးဆိုလို့ရှိရင်မထည့်လို့လည်းရပါတယ်ပြီးရင်ငရုတ်တီမုတ်ထည့်ပါမယ်ငရုတ်တီမုတ်ထည့်ပြီးဆိုရင်မြေပဲတောင်းထည့်ပါမယ်မြေပဲတောင်းထည့်ပြီးဆိုလို့ရှိရင်နောက်ဆုံးမှာကျွန်တော်ဒီမှာမကြီးမဲ့ရည်အနှစ်ပေါ့နော်မကြီးမဲ့ရည်အနှစ်ကိုကျွန်တော်ဒီမှာထည့်ပါတယ်ပြီးရင်ဒါလေးကတော့ကြံတဲ့ဒီဝတ်တာလုံးလေးတွေကိုအလုံးလိုက်ကျွန်တော်ဒီမှာထည့်ပါမယ်ပြီးရင်အားလုံးကိုဒီမှာတမတ်တော်အောင်ရောပြီးတော့နေပြီးလိုက်ပါနော်ချင်းငံဆက်အရသာလေးပါနော်တငယ်ချင်းတို့ကြိုက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ပြီးရင်ကိုဒီမှာအပေါ့ငန်းအရသာမြည်ပြီးလိုတာထပ်ပြီးတော့ထည့်ပေးပါနော်တကယ်လို့ကိုကဒီနေရာမှာမကြီးမဲ့ရေမကြိုက်ဘူးဆိုလို့ရှိရင်တံမယာဒီခက်ချင်လေးညှစ်ထည့်မယ်ဆိုလို့ရှိရင်လည်းစားလို့ရမ်းကောင်းပါတယ်နော်ဒါကတော့အလွယ်တကူဝတ်တာလုံးကျော်တုတ်တဲ့နီလန်းလေးပါမယ်เนาะတငယ်ချင်းတို့ကြိုက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးလေးလိုက်ပြီးတော့ကြည့်ရှုပေးတဲ့တငယ်ချင်းအကြောင်းရှိတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်